ကျွန်တော်တို့ဒီ12ကြိမ်အတွက်ကိုကျွန်တော်တို့က12ကြိမ်အတွက်ကိုကျွန်တော်တို့က organize ရှိပါတယ်ကျွန်တော်တို့က site အရန်ကောင်းပါတယ်ကျွန်တော်တို့12ကြိမ်အတွက်ကို12ကြိမ်အတွက်ကိုကျွန်တော်တို့ organize ရှိပါတယ်ပေါ့နော်ကျွန်တော်တို့ဒီ12ကြိမ်အတွက်ကို organize ရှိပါတယ်ကျွန်တော်တို့တပွဲစာကတော့ကျွန်တော်တို့2000ပေါ့ဗျာနော်2000ပေါ့ကျွန်တော်တို့ကဒါဒဲမွေးကနန်းကျွန်တော်တို့၄ခွက်ကလည်းကျွန်တော်တို့ကတသိန်းမှာပါနော်ကျွန်တော်တို့2ဦးတည်းကြံပါတော့တယ်ကျွန်တော်တို့2ဦးပဲကြံပါတော့တယ်နော်ကျွန်တော်2ဦးပဲကျွန်တော်2ဦးကြံပြီးသွားရင်2ဦးပြီးသွားရင်ကျွန်တော်တို့မရောတော့ပါဘူးကျွန်တော်တို့လုံးဝကိုကျွန်တော်တို့မရောတော့ပါဘူး2ဦးတည်းကြံတော့တာပေါ့နော်တပွဲသာတော့12ကြိမ်ကျွန်တော် organize ရှိပါတယ် organize ဟုတ်ကနန်းပေါ့ဗျာနော် organize ဟုတ်ကနန်းပေါ့ကျွန်တော်တို့ဒီတပွဲသာကတော့ကျွန်တော်တို့တပွဲသာ2000ပေါ့ဗျာနော်ဒဲမွေးကနန်းမွေးလေးခွက်မွေးခြင်းတဲ့လူများကျွန်တော်တသိန်းပါပေါ့နော်မထွက်ရင်ပတ်စံပြန်ပေးပါမယ်ပေါ့နော်မထွက်ရင်ပတ်စံပြန်ပေးပါမယ်ဒီနေ့ထဲကိုအနည်းဆုံးတစ်ခွက်ထွက်ရမှာပေါ့နော်ထွက်ရင်ကျွန်တော်ပတ်စံပြန်ပေးပါမယ်ပေါ့နော်ပတ်စံပြန်ပေးပါမယ်ပတ်စံပြန်အနည်းဆုံးတစ်ခွက်ထွက်ရမှာပေါ့နော်နှစ်ခွက်သုံးခွက်ထွက်တယ်ဆိုရင်တော့ဘူးကောင်းတာပေါ့ဗျာကျွန်တော်တို့ဘူးတော့အနည်းဆုံးတစ်ခွက်မှာတစ်ခွက်ထွက်ရမယ်တစ်ခွက်ဒဲထွက်ရမှာမထွက်ရင်ကျွန်တော်ပြန်ပြီးတော့ပြန်ရော်ပေးပါမယ်နော်ကဲအားလေးပြောနေဒီဘက်တပွဲသားလည်းရောင်းပါတယ်စိုက်ကရမ်းကောင်းပါတယ်တကွက်တည်းထိုးရမှာပါဟိုတကွက်တည်းထိုးရမှာစိုက်ကရမ်းကောင်းပါတယ်ဒါရောင်းကနန်းကတကွက်တည်းပါဒီ12ကြိမ်တက်ကိုတပွဲသား2000ပေါ့နော်မွေးကနန်းပြီးမွေးကနန်းပြီးတဲ့လူတွေကျွန်တော်တို့ကပေးမှာပေါ့ဗျာနော်ဒါကြတဲ့မွေးကနန်းဝယ်တဲ့လူလည်းဒီအောကွက်ကိုကျွန်တော်တို့ကပေးမှာပေါ့လက်ဆောင်ပေးမှာပေါ့နော်အဲကျွန်တော်တို့ကဒါကျွန်တော်အမြဲတမ်းပြတဲ့မူလေးပေါ့ဗျာနော်ဒါလေးကကျွန်တော်တို့ကဒီထိပ်သီးသုံးလုံးမှာ86ဒီထိပ်စီးသုံးလုံးပေါင်းခြင်းက9ခွန်3ကိုက9ပြည့်ခြင်းနဲ့ဒါ5ပြည့်နော်9ပြည့်ခြင်းနဲ့5ပြည့်86ပြီး96ဆိုတော့ကျွန်တော်တို့ကထိပ်သီးသုံးလုံးပေါင်းခြင်း9ပြည့်ခြင်းနဲ့ကျွန်တော်တို့5ပြည့်96ပြီး2006ထိပ်စီးသုံးလုံးပေါင်းခြင်း9ပြည့်ခြင်းနဲ့ကျွန်တော်တို့ဒါ5ပြည့်ပေါ့ဗျာနော်9ပြည့်ခြင်းနဲ့5ပြည့်2016ထိပ်စီးသုံးလုံးပေါင်းခြင်းကျွန်တော်တို့က9ပြည့်ခြင်းနဲ့4ခွန်8ပဲ9ပြည့်ခြင်းနဲ့ကျွန်တော်တို့5ပြည့်ကျွန်တော်တို့ဒီနေ့တည်းကိုထိပ်သီးသုံးလုံးပေါင်းခြင်း9ပြည့်ခြင်းက5ပြည့်ကမလာသေးဘူးဗျာနော်အဲ့ကြောင့်ကျွန်တော်ထိပ်သီးပေါင်း9ပြည့်ခြင်းနဲ့ဒီသုံးပေါင်း9ပြည့်ခြင်းနဲ့9ပြည့်ခြင်းဆိုတော့ကျွန်တော်ကနော်တစ်ထိပ်ထဲလိုက်မှာပေါ့ဗျာနော်ခွန်1ကမှ9ဖြစ်မှာပေါ့နော်9ပြည့်ခြင်းနဲ့ဒါ5ပြည့်ပေါ့ဗျာနော်အဲ့ဒီမှာကျွန်တော်တို့က86ထေစီသုံးလုံးပေါင်းခွန်3ကိုက9ပြည့်ခြင်းနဲ့ကျွန်တော်တို့5ပြည့်သူကတစ်ကြိမ်2ကြိမ်3ကြိမ်မှာသူကဗရိတ်ကခွန်မရိတ်ရဲ့ကျွန်တော်တို့ကဒီမှာ1ခါရဲ့ပေါင်းခြင်းကျွန်တော်တို့8ပြည့်ခြင်းနဲ့ဒါ5ပြည့်ထေစီသုံးလုံးပေါင်းခြင်းကကို1 2 3ဒီဗရိတ်နဲ့ဒီခါနဲ့ပေါင်းခြင်းတွေက8ဗရိတ်က5တကော့ထွက်ရမှာပေါ့နော်86 96ဆိုကျွန်တော်တို့ထိပ်သီးသုံးလုံးပေါင်းခြင်း9ဆိုတော့5 3 1က9ပြည့်ခြင်းနဲ့5ပြည့်1 2 3ခြင်းကဗရိတ်က4ရဲ့8ပြည့်အောင်4ခါဗရိတ်က5ဒီသုံးလုံးပေါင်းခြင်းဒီ9ဒီဗရိတ်နဲ့ဒီခါနဲ့ပေါင်းခြင်း8ဗရိတ်က5တကွက်တည်းထွက်ပေးရမှာပေါ့နော်အဲကျတော့86ပြီး96ပြီး2006ဆိုတော့ကျွန်တော်ဒီထိပ်သီးသုံးလုံးမှာ135ဒီ9ဗရိတ်က5အဲကျ1 2 3ဗရိတ်က2ရဲ့ဒီ6ခါရဲ့ပေါင်းခြင်း8ထိပ်သီးသုံးလုံးပေါင်းခြင်း9ဒီဗရိတ်နဲ့ဒီခါနဲ့ပေါင်းခြင်း8ဗရိတ်က5တကွက်တည်းထွက်ပေးရမှာပေါ့နော်အဲကျ2016အဲကျထိပ်သီးသုံးလုံးပေါင်းခြင်း9ဆိုတော့4ရဲ့ခွန်ရဲ့8ရဲ့4ခွန်8တဲ့9ဗရိတ်က5သူပြ1 2 3ဗရိတ်က6ဗရိတ်ရဲ့ကျွန်တော်တို့က2ခါရဲ့ပေါင်းခြင်း8ဗရိတ်က5ဒီထိပ်သီးသုံးပေါင်းခြင်း9ဒီဗရိတ်နဲ့ခါနဲ့ပေါင်းခြင်း8ဗရိတ်က5ဒါဒဲတကွက်ထွက်ပေးရမှာပေါ့နော်အဲကြောင့်ကျွန်တော်တို့က2026ဆိုကျွန်တော်တို့ကထိပ်သီးသုံးလုံးပေါင်းခြင်း9ဆိုတော့ကျွန်တော်1ထိပ်အဲကြောင့်တစ်ကြိမ်2ကြိမ်3ကြိမ်ဒီမှာဗရိတ်ကဘူးဗရိတ်8ပြည့်အောင်ကျွန်တော်တို့8ခါပေါ့ဗျာနော်8ခါပေါ့ဗရိတ်က5ဆိုတော့186ပေါ့ဗျာနော်186ဖြစ်နေတယ်ပေါ့နော်186ဖြစ်နေတယ်ဆိုဒီဘွဲတော့က186ကဒီဘွဲတော့ကကျွန်တော်တို့က186ဖြစ်နေရမှာနော်ဒီဒီသုံးလုံးပေါင်း9ဆိုရင်1ထိပ်1 2 3ဒီဗရိတ်နဲ့ဒီခါနဲ့ပေါင်းပြီး8ဆိုတော့8ခါ
ပရိက9ဆိုတာ186ပေါ့ဗျာနော်186ဖြစ်နေကျွန်တော်ကြည့်တော့ဒဲပေါ့ဗျာနော်ဘာလို့ကျွန်တော်ဒီကဏ္ဍလေးကကျွန်တော်တို့ကပြပေးရတာတုံးဆိုတော့ကျွန်တော်တို့ကဒီကဏ္ဍလေးကိုပြပေးရတာတုံးဆိုတော့ဒီမှာကကျွန်တော်တို့ကဒီ23ချိန်ကဏ္ဍ23ချိန်မှာ930လို့ရတယ်နော်23ချိန်မှာ930လို့ရိုက်တာဒီကနှစ်ကတ်တက်ရှိတာပေါ့ဗျာနော်23ချိန်မှာ930လို့ပတ်လေရိုက်တာပေါ့ဗျာနော်အဲ့မှာ23ချိန်မှာ930လို့ပတ်လေရိုက်တယ်ရိုက်ပြီ23ချိန်23ချိန်မှာ930လို့ပတ်လေရိုက်ရင်အဲ့နောက်နှစ်ထဲမှာအဲ့930က9ချိန်မှာတက်ရိုက်ပေးရမှာပေါ့နော်ဒီကဏ္ဍကဒီ23ချိန်က930ကကျွန်တော်နောက်တဲ့9ချိန်မှာတက်ရိုက်ပေးရမှာပေါ့နော်အဲ့ဒီမှာဒီ23ချိန်မှာ930ကနောက်နေ့ထဲမှာကျွန်တော်9ချိန်မှာကျွန်တော်တို့ပတ်လေတက်ရိုက်ပေးရမှာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က23ချိန်က930နောက်တဲ့9ချိန်မှာတက်ရိုက်တယ်ရိုက်ပြီးသူ့ပြန်နေ1 2 3 4ချိန်မှာကျွန်တော်တို့က1 4 8ဗျ1 4 8ဆိုတာကဏ္ဍကသူ့ရှင်းနှစ်ကကဏ္ဍဖြစ်ရမယ်ဗျသူ့ရှင်းနှစ်ကကဏ္ဍဖြစ်ရမယ်အဲ့သူ့ရှင်းနှစ်က1 4 8ကအဲ့ဒီ6ချိန်မှာတက်ရိုက်ပေးရမှာပါနော်6ချိန်မှာတက်ရိုက်ပေးရမှာဒီ4ချိန်ကဏ္ဍဒီ4ချိန်ဒီ6ချိန်မှာတက်ရိုက်ပေးရမှာနော်အဲ့ကြတော့ကျွန်တော်တို့ကဒီဘိုင်ကဏ္ဍတက်ရိုက်ပေးရတာ6ထက်ရဲ့အောက်ကကဏ္ဍကရှီလေးရှိတဲ့ကနောက်တဲ့မှာ6ချိန်မှာတက်ရိုက်ပေးရမှာပဲ6ချိန်မှာတက်ရိုက်ပြီးတော့သူက1 2 3 4မှာအဲ့930ကြာတာပေါ့ပတ်လေကြာတာပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ကဒီမှာ930လို့ပတ်လေရိုက်တယ်930ပဲနောက်တဲ့မှာ9ချိန်မှာ930ပတ်လေရိုက်တယ်ရိုက်ပြီးသူ့ပြန်နေ1 2 3 4ချိန်မှာဒီ618ပေါ့ဗျာနော်အဲ့ဒီ618ကလည်းသူ့ရှင်းနှစ်ကကဏ္ဍဖြစ်ရမှာဗျာနော်အဲ့သူ့ရှင်းတဲ့ကဏ္ဍကလည်းသူက9ထက်ရဲ့အောက်ကကဏ္ဍနဲ့ဖြစ်ရမှာ9ရဲ့ကဏ္ဍက861ပတ်လေကြာနောက်တဲ့မှာ6ချိန်မှာသွားရိုက်ပေးရမယ်အဲ့မှာဗျာ6ချိန်မှာသွားရိုက်ပေးရမယ်ရိုက်ပြီးသူကဟုတ်ပြီသူကအဲ့ဒီမှာ930လို့ပတ်လေရိုက်930ပတ်လေကနောက်တဲ့မှာ9ချိန်မှာသွားရိုက်ပြီးသူ့ပြန်နေ1 2 3 4ချိန်မှာအဲ့4ချိန်မှာ6ချိန်မှာချက်ထွက်တော့ကဏ္ဍအဲ့ကဏ္ဍကသူ့ရှင်းနှစ်ကကဏ္ဍဖြစ်ရမယ်ပေါ့ဗျာဘယ်ကဏ္ဍလို့ဆို9ထက်ရဲ့အောက်ကကဏ္ဍဖြစ်ရမယ်4ရှိတဲ့ကအဲ့6ချိန်မှာသွားရိုက်ပြီးသူ့ပြန်1 2 3 4အဲ့930ပတ်လေကဒီ930ပတ်လေကဒီမှာသွားကြပြီးသူကနေ1 2 3 4ချိန်မှာဒီခုနကတဲတော့ကဏ္ဍဒီတဲက4ရှိတဲ့ကဒီသွားရိုက်ပေးရမှာနော်930နဲ့1 2 3 4ဒီကဏ္ဍဒီမှာဒီကဏ္ဍကသွားတဲရိုက်ပေးရမှာနော်ဒီကဏ္ဍက6ချိန်ရိုက်930တဲ930နဲ့1 2 3 4အဲ့4ရှိတဲ့ပတ်လေကဒီမှာသွားရိုက်ပေးရမယ်ဟောနော်အဲ့ဒီမှာကျွန်တော်တို့ကခုကလည်း930ပတ်လေလို့ကျွန်တော်တို့ရိုက်တာပေါ့ဗျာနော်930ပတ်လေလို့ရနောက်တဲ့မှာ9ချိန်မှာသွားရိုက်ပြီး1 2 3 4ချိန်မှာဒီ618ပေါ့ဗျာနော်618ကအရှိနှစ်ကကဏ္ဍဖြစ်ရမယ်ဘယ်ကဏ္ဍဆို9ထက်ရဲ့အောက်ကကဏ္ဍဖြစ်မယ်အဲ့ကဏ္ဍကဒီ6ချိန်မှာသွားရိုက်ပြီး1 2 3 4အဲ့930ပတ်လေကဒီ930ပတ်လေက930လို့ရိုက်ပြီး1 2 3 4ဒီကဏ္ဍကကျွန်တော်တို့ဒီကဏ္ဍ688ပဲသွားရိုက်ပေးရမယ်ပေါ့နော်ခုနက186ဆိုဒီ186ပဲကျွန်တော်တို့ကသွားထွက်ပေးရမယ်ပေါ့ဗျာနော်ခုနကမူနေတယ်ကျွန်တော်တို့ကနှစ်မူညှိနေတာပေါ့ဗျာနော်ကျွန်တော်တို့ခုနကမူနေတယ်နှစ်မူညှိနေတာဆိုဒီကဏ္ဍက186ကကျွန်တော်တို့ကနှစ်မူညှိနေတာပေါ့ဗျာ186တဲကကျွန်တော်တို့အားကြောင့်ကိုကျွန်တော်တို့ကပြပေးလိုက်တာပေါ့ဗျာနော်ဒီ site လေးကလည်းကျွန်တော်တို့ရန်ဒူလိုင်းဓာတ်ပုံ site လေး line လေးကလည်းကောင်းလို့ပေါ့ဗျာနော်အဲကြောင့်930နောက်နေ့ထဲမှာကျွန်တော်တို့9ချိန်မှာသွားရိုက်ပြီးသွားရင်ကျွန်တော်တို့1 2 3 4ဒီကဏ္ဍက481ဆိုတာကဏ္ဍကဒီ930နဲ့1 2 3 4အဲ့ကဏ္ဍဖြစ်ရမယ်အဲ့ကဏ္ဍဖြစ်ရမယ်ပေါ့အဲ့ဒီကဏ္ဍကလည်းသူ့ရှင်းနေမှာကျွန်တော်တို့ထွက်ထားတော့ကဏ္ဍဖြစ်မှာ9ထက်ရဲ့အောက်ကကဏ္ဍကဒီမှာသွားရိုက်6ချိန်မှာသွားရိုက်1 2 3 4ဒီ930လို့ခံ930လို့ခံပြီးသွားရင်1 2 3 4အဲ့ဒီ481ကဒီမှာသွားရိုက်ပေးရမှာနော်အဲ့ကြတော့ဒီ9ထက်ရဲ့အောက်ကကဏ္ဍကဒီမှာ481ကနောက်လေးနဲ့6ချိန်သွားရိုက်ပြီးသွားရင်အဲ့ကဏ္ဍ1 2 3 4 930လို့ပတ်လေခံအဲ့30ပတ်လေဒီကဏ္ဍသွားထွက်ဒီကဏ္ဍထွက်ပြီးမှခံအဲ့ကြောင့်တစ်ချိန်3ချိန်4ချိန်ရှစ်လေးတစ်ဆိုကဏ္ဍဒီကဏ္ဍကသွားထွက်ပေးရမယ်ဒီကဏ္ဍကဒီလေးရှစ်ကအဲ့ဒီလေးရှစ်ကလည်းသူ့ရှစ်နှစ်ကလာတော့ကဏ္ဍသူ့ရှစ်နှစ်ကလာတော့ဒီမှာသွားရိုက်
ရပြီဒီ93တဲ့ခံ93တဲ့ခံပြီးရင်အဲ့93တဲ့ဒီကောင်ကနေတက်ရိုက်ပြီးတော့ဒီနေ့3 4အဲ့8 4 1ကဒီမှာသွားပြီးတော့သွားထွက်ပေးရတာပေါ့ဗျာနော်အဲ့ကျတော့ကျွန်တော်တို့ကနက်ကစီးဆိုရင်ကျွန်တော်တို့ကဒီမဲ့390နောက်နေ့နဲ့9ချိန်ကိုသွားရိုက်သူ့ပြန်နေဒီနေ့3 4 6 8 1ကသူ့8နှစ်ကကနန်းပြရမယ်အဲ့ဒီကနန်းကလည်းကျွန်တော်6ထိပ်အောက်ကကနန်းဒီ6ချိန်မှာသွားရိုက်သွားရင်တစ်ချိန်2ချိန်3ချိန်4ချိန်ဒီ93တဲ့ပတ်လဲရိုက်ပြရမယ်အဲ့93တဲ့ဘယ်ကကနန်းဒီဘက်ကကနန်း23ချိန်ကနန်းဒီမှာတက်ရိုက်ပြီးတစ်ချိန်2ချိန်3ချိန်4ချိန်မှာဒီ6 8ကလည်းဒီမှာသွားရိုက်ပေးရမှာပေါ့နော်6 8ကနော်ဒီ8ကြောက်ဒီမှာသွားရိုက်ပေးရမှာပေါ့ဗျာနော်ဒီမှာသွားရိုက်ပေးတော့ကျွန်တော်တို့ခုနကကနန်းနေတယ်ကျွန်တော်တို့ကကိုင်တာပေါ့ဗျာခုနကကနန်းနေတယ်ကျွန်တော်တို့ဒီ8ကြောက်လဲကိုင်တာကျွန်တော်တို့ကဒါပြပေးလိုက်တာပေါ့ဗျာနော်အဲ့ကြောင့်ကျွန်တော်တို့ကလည်းတစ်ထိတ်လိုင်းလေးရလဲကျွန်တော်ကရှိတယ်ဗျာနော်တစ်ထိတ်လိုင်းလေးရရှိရဆိုတော့ဒီ2020ဟိုကကနန်းပေးတာပေါ့ဗျာဒါပေးတာပေါ့ကျွန်တော်တို့ဒီမယ်2000ကကနန်းပေးတာပေါ့ဗျာအဲ့ဒီမှာကျွန်တော်တို့ကဒီ9ထိပ်ရယ်ဒီ9ထိပ်ရယ်ဒီ9ထိပ်ရယ်ဒီ4ထိပ်ရယ်ပေါင်းတော့9ထိပ်ရယ်ဒီ4ထိပ်ရယ်ပေါင်းတော့ကျွန်တော်တို့က3အဲ့ကျတော့ဒီ6ထိပ်ရယ်ဒီ6ထိပ်ရယ်ဒီ6ထိပ်ရယ်ပေါင်းတော့ကျွန်တော်တို့သုံးပြီးတော့2အဲ့ဒီ6ထိပ်ရယ်ဒီ6ထိပ်ရယ်ကျွန်တော်တို့ကဒီ6ထိပ်ရယ်ဒီ5ထိပ်ရယ်ပေါင်းရင်းနေရကျွန်တော်တို့က1အဲ့ကြောင့်ကျွန်တော်တို့ဒီ8ထိပ်ရယ်ဒီ8ထိပ်ရယ်ဒီ2ထိပ်ရယ်ပေါင်းကျွန်တော်တို့က3ညပေါ့ဗျာနော်9ထိပ်နဲ့4ထိပ်နဲ့4ထိပ်နဲ့ပေါင်းတော့3 6ထိပ်နဲ့6ထိပ်နဲ့ပေါင်းရင်တော့2 6ထိပ်နဲ့5ထိပ်နဲ့ပေါင်းရင်1 8ထိပ်နဲ့2ထိပ်နဲ့ပေါင်းရင်ဒီကျွန်တော်တို့3ညပေါ့အဲ့ကျတော့3နှလုံးပေါင်းရင်3နှလုံးပေါင်းရင်2နှလုံးပေါင်းရင်1နှလုံးပေါင်း3ညနှလုံးပေါင်း9လာမှာပေါ့ဗျာနော်9လာမှာဆိုတော့ကျွန်တော်တို့ကဒီမဲ့8ထိပ်ဖြစ်နေရပေါ့နော်ဒီမှာကျွန်တော်တို့က8ထိပ်ဖြစ်နေရပေါ့ဗျာ8ထိပ်ပြီးတော့9ပြအောင်ကျွန်တော်တို့1ထိပ်ပဲကျန်တော့တာပဲနော်1ထိပ်ကလည်းကျန်တော့ပေါ့ဒီ9နဲ့ဒီ4နဲ့ပေါင်းတော့3ဒီ6နဲ့ဒီ9 6နဲ့ပေါင်းတော့2ဒီ6နဲ့ဒီ6 5နဲ့ပေါင်းတော့1ဒီ8နဲ့ဒီနေ့တဲ့ပေါင်းတော့3ည3 2 1 3ညဒါ9လာမှာဆိုတာ8ထိပ်တော့9ပြောင်း1ထိပ်ပေါ့ဗျာအဲ့ကြော1ထိပ်ကလည်းကျွန်တော်တို့က1ထိပ်ကလည်းကျွန်တော်တို့ကရှိနေတော့1ထိပ်ကလည်းကျွန်တော်တို့ကရှိနေတော့ကျွန်တော်186ပေါ့ဗျာနော်1ထိပ်ကလည်းရှိနေတော့ကျွန်တော်တို့က186ပေါ့ဒဲပေါ့ဗျာကြိုက်တယ်ဆိုလဲထိုးပေါ့ကျွန်တော်နှစ်မူကြီးလို့ပေါ့ကျွန်တော်ခဏကဒီမူလေးကလည်းကျွန်တော်တို့ကကိုက်နေတာပေါ့ဗျာနော်ဒီမူလေးကလည်းကျွန်တော်တို့ကခုနကဟာလည်းကိုက်နေလို့ကျွန်တော်တို့ကဒါပြပေးလိုက်တာပေါ့ဗျာမူလေးကလည်းကျွန်တော်တို့ဘိုးဖြစ်ချင်းတွေကလည်းကိုက်နေတော့ပြပေးလိုက်တာပေါ့ကဲအားလုံးကြားမှာချမ်းသာကြသဗျာတပွဲသာဝယ်မယ်ဆိုရင်ကျွန်တော်တို့2000ပါဗျာနော်တဲမွေးကနဲ့ဝယ်မယ်ဆို၄ခွက်မှာဆိုလို့ကျွန်တော်တို့3သိန်းပါပေါ့နော်ဖုန်းနံပါတ်ကတော့ကျွန်တော်တို့003နော်003 691ဦးရှင်းနှစ်ကိုကျွန်တော်တို့ဆက်လို့ရပါတယ်ကျွန်တော်တို့ Viber တော့ကျွန်တော်တို့ VIP อ่ะ Viber ကတော့ကျွန်တော်တို့0810ကျွန်တော်တို့68ကျွန်တော်24နှစ်ပါကျွန်တော်တို့24နှစ်ပါကျွန်တော် Viber တော့ကျွန်တော်39 0810 68နေနှစ်ပါကျွန်တော်ဖုန်းဆက်မယ်ဆိုလဲကျွန်တော်တို့003 691ဒါ98နှစ်ကိုကျွန်တော်တို့ဆက်လို့ရပါတယ်ဖုန်းဆက်လို့ရပါတယ်ကျွန်တော်တို့တပွဲသာပဲဝယ်ကျွန်တော်တဲမွေးကနဲ့ဝယ်ကျွန်တော်တို့ဖုန်းဆက်လို့ရပါတယ်003 691 98နှစ်ပါကျွန်တော်တို့0810 68နေနှစ်ကိုလည်းဖုန်းဆက်လို့ရပါတယ်နော်အားလုံးကြားမှာချမ်းသာကြပါသေးဗျာ